ဒီမေကုန်းကိုဖြေပေးချင်ပါတယ် Korea Government Scholarship GKS Undergraduate Scholarship တဲ့အသက်အကန့်အသတ်မမီတော့တဲ့အတွက်ကြောင့်မလို့ဘယ်လိုလုပ်ရမလဲဆရာမရေတဲ့ဟုတ်ပါပြီ Undergraduate အတွက် letter law deadline တွေကမိဖို့မဖြစ်နိုင်တာကိုနားလည်ပါတယ်ဒါပေမဲ့ဒါဟာကိုယ့်ဘဝရဲ့အဆုံးမဟုတ်ပါဘူး Okay ကြည့်အောင်ဘယ်လိုမျိုးကိုယ့်ရဲ့အခွင့်အလမ်းတကားတွေကိုဘယ်လိုဖွင့်နိုင်မလဲလို့ဒီ scenario တစ်ခုနဲ့ပြောရမယ်ဆိုလို့ရှိရင်သူ့မှာ10တန်းအမှတ်486မှတ်ရှိတယ် Korean language skill topic level 5ရှိတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အခွင့်အရေးတွေကိုယ့်မှာအရေးချင်းနေရှိရတဲ့ကြောင့်မလို့အခွင့်အရေးတွေအများကြီးရှိပါတယ်ဒါဆိုအဲ့ဒီအခွင့်အရေးတွေကိုဘယ်လိုမျိုးသုံးမလဲကိုကအသက်25နှစ်ကျော်သွားလို့ undergraduate မလျှောက်နိုင်ပေမဲ့ GKS graduate program ဘွဲ့လွန်အတွက်အသက်အကန့်အသတ်ကပို့ပြီးတော့ကျဲပါတယ်အဲ့အတွက်ကြောင့်မလို့ကျမရဲ့အကြံပြုချက်ကိုအချက်3ချက်နဲ့ပြောပြပေးပါမယ်နောက်နှစ် GKS graduate scholarship ကိုစောင့်ပါအခုအချိန်ကတည်းကနေ research proposal တွေ study plan တွေကိုပြင်ဆင်ထားပါကိုတက်ချင်တဲ့တက္ကသိုလ်ကိုတက်ချင်တဲ့ဘာသာရပ်ကိုကြိုပြီးတော့မှလေ့လာထားပါ research လုပ်ပါပြီးလို့ရှိရင်အားလုံးအတွက်ပြင်ဆင်ပါနံပါတ်1တခြားနိုင်ငံတွေကိုချဲ့ပြီးတော့ကြည့်ပါဥပမာ Japan MEXT scholarship တွေတခြားနိုင်ငံက scholarship တွေ Asian scholarship တွေ European scholarship တွေကိုချဲ့ပြီးတော့မှကြည့်ပါတခြားဒီ scholarship program တွေအများကြီးရှိပါတယ်အဲ့ဒီတည်းမှာကိုနဲ့တင့်တော်တဲ့ဟာကိုရွေးပါနံပါတ်3ကိုရီးယားမှာတခြားအခွင့်အလမ်းတွေကိုရှာပါတချို့တက္ကသိုလ်တွေက university ကနေဓာတ်ရိုက်ပေးတဲ့ scholarship တွေရှိတယ်ကိုယ့်ရဲ့ language skill topic က level 5ဆိုလို့ရှိရင်ကိုယ့်အတွက်အများကြီးအလားအလာရှိတယ်အဲ့ဒီ university ကဓာတ်ရိုက်ပေးတဲ့ scholarship တွေကိုရှောက်ပါအဲ့ဒီဟာတွေအတွက် research လုပ်ပြီးတော့မှရှာပါအရေးကြီးတာဟာအခုချိန်မှာစိတ်မပြတ်ပါနဲ့ကိုယ့်ရဲ့အရေးချင်းတွေကအရန်ကိုကောင်းတယ်နောက်နှစ်မှာပို့ပြီးတော့မှပြင်ဆင်လို့ရတယ်ဒီတကားပိတ်ရင်နောက်ထပ်တကားဖွင့်ထားတယ်ဆိုတာကိုကိုယုံကြည်ပါအားလုံးကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ခုလိုကိုယ့်အတွက်အသုံးဝင်တဲ့ topic တွေကိုလက်မလွတ်ချင်ဆိုလို့ရှိရင်ကျမရဲ့ channel ကို like and follow လုပ်ပေးပါနောက်ဗီဒီယိုမှာပြန်ဆုံပါမယ် bye bye